ချစ်ချင်းဆိုတာဘာလဲဘာကြောင့်ချစ်ရတာလဲဘာကြောင့်နာကျင်ရတာလဲဒီမေးခွန်းတွေကိုငါမကြာခဏမေးမိတယ်ဒါပေမဲ့အဖြေဆိုတာဘယ်တော့မှမရှိခဲ့ဘူးချစ်ချင်းရဲ့အရေးတွေကြားမှာငါနှလုံးသားကပျောက်ဆုံးနေတဲ့ဒီဇလန်းလေးကငါရဲ့နာကျင်မှုတွေအနာတရားတွေကိုပြောပြမယ်ငါနဲ့သူနှစ်ယောက်ဟာတစ်ချိန်ကနှလုံးသားတစ်ခုတည်းကိုမျှဝေခဲ့ကြတယ်သူရဲ့ငါရဲ့အတူတူရေမောခဲ့ကြတယ်အတူတူငိုခဲ့ကြတယ်ဒါပေမဲ့အချိန်ဆိုတာကဘယ်တော့မှမတရားဘူးသူဟာငါဘဝကနေတဖြည်းဖြည်းဝေးကွာသွားတယ်ငါနှလုံးသားကိုသူယူသွားခဲ့တယ်ကြံရစ်ခဲ့တာကနာကျင်မှုတွေနဲ့အရေးတွေပဲသူမရှိတဲ့နေ့ရက်တိုင်းဟာငါအတွက်မှောင်မိုက်နေတယ်ငါနှလုံးသားကသူ့ကိုလွမ်းနေတယ်သူ့ရဲ့အမတ်တရားတွေသူ့ရဲ့ရေတံတွေသူ့ရဲ့နှွေးထွေးမှုတွေဒါတွေအားလုံးကငါဘဝမှာအရေးတွေဖြစ်ကြံရစ်ခဲ့တယ်ငါဘလောက်ပဲစူးစမ်းပြီးမေ့ဖို့စူးစမ်းသူ့ရဲ့အရေးတွေကငါ့ကိုလိုက်ပြီးနှိပ်စက်နေတယ်ဒါပေမဲ့အရေးတွေကြားမှာတော့ငါပြန်လဲယုံထနိုင်တယ်ငါနှလုံးသားကိုပြန်လဲတိဆောက်ဖို့စူးစမ်းနေတယ်သူမရှိတဲ့ဘဝကိုငါလက်ခံနိုင်ဖို့တင်ယူနေတယ်ချစ်ချင်းရဲ့အရေးတွေကြားမှာငါပြန်လဲရှင်သန်ဖို့စူးစမ်းနေတယ်ဘာလို့လဲဆိုတော့ငါသိတဲ့အရေးတွေကအမြဲတမ်းရှိနေမှာမဟုတ်ဘူးနေ့တစ်တစ်ခုလင်းလာတဲ့အခါအရေးတွေကပျောက်ကွယ်သွားမှာပါဒါကတော့ငါရဲ့ဇလန်းပါနှလုံးသားရဲ့အရေးတွေကြားမှာပျောက်ဆုံးနေတဲ့ငါရဲ့ခံစားချက်တွေပါဒါပေမဲ့ငါသိတယ်အရေးတွေကအမြဲတမ်းမရှိနိုင်ဘူးနေ့တစ်တစ်ခုလင်းလာတဲ့အခါငါပြန်လဲရှင်သန်လာမှာပါ